လုပ်ဆက်ပါတယ်ပထမဦးစွာယန္နာ၃ပါးနဲ့တကွကျွန်တော်ကိုမွေးပေးခဲ့တဲ့ကျွန်တော်ရဲ့မိဘနှစ်ပါးကိုကျွန်တော်ဒီနေရာနေပြီးတော့ရိုသေစွာနဲ့ရှ िख ိုးပြီးကြော့ပါတယ်အလုံးသိကြတဲ့အတိုင်းပါပဲဒီနေ့ပွဲဟာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံရုပ်ရှင်အစည်းအဝေးကနေပြီးတော့တာဝန်ယူပြီးတော့ကျင်းပတဲ့ပထမဦးဆုံးပွဲဖြစ်ပါတယ်အဲ့လိုပွဲမှာနိုင်ငံတော်လူကြီးများအနေနဲ့တခါမှမကြုံဘူးလောက်အောင်အခုလိုစုံစုံစင်ညီတက်ရောက်ပြီးတော့ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက်ကျွန်တော်အနေနဲ့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ပြီးတော့ပြန်ကြားရေးဝန်ကြီးဌာနကတာဝန်ရှိတဲ့အရာရှိကြီးများပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံရုပ်ရှင်အစည်းအဝေးနာယကကြီးများအလုံများမအားမလက်တဲ့ဂျားတဲ့ဟာဒီအချိန်ထိရုပ်ရှင်လောကကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့လှုပ်ဆောင်ပေးနေတဲ့အတွက်ကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့နာဂာကြီးများကိုလည်းရိုသေစွာနဲ့ဂါရဝပြုပါတယ်ပြီးတော့ရုပ်ရှင်အစည်းအဝေးကဥက္ကဋ္ဌနဲ့တကွကြံသောတာဝန်ရှိပုဂ္ဂိုလ်များအားလုံးကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ပြီးတော့အကဲဖြတ်ပေးကြတဲ့အကဲဖြတ်အဖွဲ့ဝင်များအားလုံးကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီလိုနေရာမျိုးကိုကျွန်တော်တက်လှမ်းနိုင်ဖို့အတွက်ကျွန်တော်ဖြတ်တန်းခဲ့ရတဲ့လမ်းကြောင်းဟာမချောမွေးခဲ့ပါဘူးကျွန်တော်နှစ်ပေါင်းများစွာအချိန်တွေအများကြီးပေးခဲ့ရတယ်ဒုက္ခတွေအများကြီးကြုံခဲ့ရတယ်စိတ်တက်ကြခဲ့ရတဲ့အချိန်တွေမျက်ရည်ကျလောက်တဲ့အထီကိုကျွန်တော်အားငယ်ခဲ့ရတဲ့အချိန်တွေကျွန်တော်ဘဝမှာအများကြီးပါပဲအဲ့လိုအချိန်တွေအများကြီးကိုဖြတ်ကျော်ပြီးတော့ဒီလိုနေမျိုးလေးတစ်ခုကိုရောက်လာအောင်ကျွန်တော်ဖြတ်တန်းခဲ့တဲ့လမ်းကြောင်းတစ်လျှောက်မှာကျွန်တော်ကျေးဇူးတင်ရမယ့်သူတွေကအများကြီးပါသူတို့တွေအားလုံးကိုကျွန်တော်ဒီနေ့တော့ကျေးဇူးတင်စကားပြောပြရစေပထမဦးစွာကျွန်တော်ရဲ့ဆရာအရင်များဖြစ်ကြတဲ့လက်ဦးဆရာများဖြစ်ကြတဲ့ဘဘဒရိုက်တာဦးခင်စောနဲ့ဘဘဒရိုက်တာဦးအောင်မြင့်မြတ်ကိုကျွန်တော်ဒီနေရာကနေပြီးတော့ရိုသေစွာနဲ့ဂါရဝပြုရင်းနဲ့ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ပြီးတော့ကျွန်တော်ဘာမှမဖြစ်ခင်ကျွန်တော်ကိုရုပ်မြင်တန်ကြားဇလံလေးမှာခေါင်းဆောင်နေရာကိုထားပြီးတော့ရိုက်ကူးပေးခဲ့တဲ့မြမအတန်နဲ့ရုပ်မြင်တန်ကြားကဦးဟန်မြင့်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ဒုက္ခတွေနဲ့ဖြတ်သန်းနေတဲ့အချိန်ဘဘဒရိုက်တာဦးခင်စောရဲ့ channel မှာကျွန်တော်နေတဲ့အချိန်မှာကျွန်တော်ကိုညီတယောက်လိုပညာတွေသင်ပေးခဲ့တဲ့ဒရိုက်တာကိုမိုက်တီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ကိုဗီဒီယိုကားမှာပထမဦးဆုံးဒုတိယခေါင်းဆောင်မင်းသားနေရာမှာစတင်ပြီးတော့ခေါ်ယူရိုက်ကူးပေးခဲ့တဲ့မောင်ပြေဝပန်းဝေတီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်ကိုညီလိုသားလိုနှစ်ပေါင်းများစွာပညာတွေသင်ပေးခဲ့တဲ့ဒရိုက်တာဦးမျိုးမင်းရှင်တွင်းပြစ်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျွန်တော်ကိုမင်းသားမဖြစ်နိုင်ဘူးလို့ထင်နေတဲ့အချိန်မှာပထမဦးစွာကျွန်တော်ကို fighting ကားတွေတော်လှန်ရေးကားတွေရိုက်ဖို့အတွက်ကိုပထမဦးဆုံးခေါ်ယူပြီးတော့ရိုက်ကူးပေးခဲ့တဲ့ကြောင်ကဘာဗီဒီယိုထုတ်လုပ်ရေးကိုကျေးဇူးတင်ပါတယ်အဲကြောင်ကဘာဗီဒီယိုထုတ်လုပ်ရေးမှာကျွန်တော်ရိုက်နေတဲ့အချိန်ကျွန်တော်နဲ့လက်တွဲပြီးတော့ရိုက်ခဲ့တဲ့ဒရိုက်တာဇဘူထွန်းသက်လွင်ဒရိုက်တာကိုမျိုးထုနဲ့တကွကျော်စောဟိန်းတို့ဆိုင်းတီဟာတို့ကျော်ဝင်းထွတ်တို့ဂျွန်ကိုတို့အစသဖြင့်ကျွန်တော်ရဲ့ဘဝအစမှာလက်တွဲခဲ့ကြတဲ့ရဲဘော်ရဲဘက်တွေအားလုံးကိုကျွန်တော်အမြဲတမ်းအမှတ်တရနဲ့ကျေးဇူးတင်နေတဲ့အကြောင်းကျွန်တော်ပြောကြားလိုပါတယ်နောက်ပြီးတော့ကြောင်ကဘာထုတ်လို့ရင်းနဲ့ပြီးသွားတဲ့အချိန်မှာကျွန်တော်မြို့ဘက်ကိုအောင်မြင်ဖို့အတွက်အားယူနေတဲ့အချိန်မှာပထမဦးဆုံးကျွန်တော်ကိုရိုက်ကူးပေးဖို့ဆန္ဒရှိပြီးတော့ခေါ်ယူရိုက်ကူးခဲ့တဲ့စိန်ထေးအခုကျွန်တော်အကယ်ဒမီရတဲ့ကားရဲ့ producer ပါပဲဦးဝင်းကြည်နဲ့ဆရာမကိုကျွန်တော်ကျေးဇူးတင်ပါတယ် KVU ထုတ်လို့ရေးကိုကျေးဇူးတင်ပါတယ်တစ္ဆာနေစီထုတ်လို့ရေးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်အောင်မြင်အောင်စပြီးတော့အဲ့လိုစူးစမ်းတဲ့အချိန်မှာပဲကျွန်တော်နဲ့လက်တွဲညီကျွန်တော်ကိုရိုက်ပေးခဲ့တဲ့ director ကိုစောအာယုံဦးသူနဲ့ရိုက်ခဲ့တဲ့ကားတွေတော်တော်များများမှာအောင်မြင်မှုရခဲ့ပါတယ်အဲ့လိုပဲအောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ပေးခဲ့တဲ့ကျွန်တော်ကိုညီတယောက်လိုအမြဲတမ်းအကြံဉာဏ်တွေပေးတဲ့ director ကျော်စောလင်းအတွေးပုံရိပ်ကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ကိုနေပိုင်ကိုဝင်းထွန်းသူတို့တွေဟာလည်းကျွန်တော်အပေါ်မှာညီတယောက်လိုသဘောထားပြီးတော့ဟိုအစောပိုင်းကာလကလေးကရိုက်ပေးခဲ့တဲ့ပုံကူတွေပါဒါကြောင့်မို့သူတို့တွေလည်းကျွန်တော်အနေနဲ့ကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်ပါတယ်နောက်ပြီးတော့ကျွန်တော်ကိုဘာတွေပဲကျွန်တော်စူးစမ်းမှုတွေအရာထင်အောင်ကျွန်တော်ဘေးကနေပြီးတော့ပါရမီဖြည့်ဘက်အနေနဲ့အမြဲတမ်းနားလဲပေးတဲ့ကျွန်တော်ရဲ့ဇနီးအင်ရာကျော်စင်ကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်တို့
အခုဆိုလို့ရှိရင်2014ရဲ့နောက်ဆုံးနေ့ရက်တွေကိုရောက်လာပါပြီတိတ်မကြခင်မှာပဲ2015ဆိုတဲ့နှစ်တကြီးကကျွန်တော်တို့ကိုကြိုဆိုနေပါပြီအဲ့ဒီ2015ခုနှစ်ရောက်တော့မဲ့အတွက်ကျွန်တော်ဒီမှာကြွရောက်လာကြတဲ့ကျွန်တော်ရဲ့အနုပညာညီကိုမောင်နှမတွေရောပေးသက်တွေအားလုံးရောဂုဏ်သွေးရှိလူချင်းများအားလုံးအတွက်ကိုရောကျွန်တော်နှစ်သက်ဆုတောင်းစကားလေးကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရဲ့အကိုလိုခင်ရတဲ့သူတယောက်ကကျွန်တော်ကိုပြောဦးပါတယ်ကျွန်တော်တို့လူတယောက်ချင်းတယောက်ချင်းမှာကန်စာတာဆိုတာရှိသလိုတဲ့ကျွန်တော်တို့နိုင်ငံတိုင်းမှာလည်းတနိုင်ငံချင်းရဲ့ကန်စာတာဆိုတာရှိပါတယ်တဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်ဆုတောင်းချင်တာကလာမယ့်2015ခုနှစ်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကန်စာတာဟာအကောင်းတကအကောင်းဆုံးဇာတာခွင်ထဲမှာရောက်ရှိနေပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပါတယ်တနိုင်ငံလုံးမှာရှိကြတဲ့ပြည်သူများအားလုံးမိဘပြည်သူများအားလုံးလည်းလူချင်းတဲ့ဆန္ဒတွေဖြစ်ချင်တဲ့ဆန္ဒတွေတလုံးတဝတည်းပြည့်စုံကြပါစေလို့လည်းကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်တို့ဖြတ်တန်းလာတဲ့နှစ်တွေကြာလာတာနဲ့အမျှတာဝန်တွေလည်းပိုပြီးကြီးလာပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်နောက်ဆုံးပြောချင်တာကကျွန်တော်ကိုဒီနေ့ဒီအချိန်ထိခိုင်ခိုင်မာမာအားပေးနေတဲ့ပြည်သက်ကြီးရှိလို့ကျွန်တော်ဒီနေ့ဒီချိန်ထိရပ်တည်နိုင်တာပါအဲ့ဒါကြောင့်မလို့အနေနဲ့ရဲ့အမှာရှိကြတဲ့ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ပြည်သက်များအားလုံးကိုကျေးဇူးဆက်တော်အားဖြင့်ကျွန်တော်ထမ်းဆောင်ရမယ့်အမှုပညာတာဝန်တွေကိုလည်းခြေပွန်စွာထမ်းဆောင်ရင်းကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးအတွက်လိုအပ်တဲ့ဘယ်လိုနေရာမျိုးမှာပဲဖြစ်ကြရအခမ်းအနားကနေပြီးတော့ကျွန်တော်အကောင်းဆုံးတာဝန်ကျေအောင်စူးစမ်းပါမယ်လို့ပြောကြားရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်စကားတွေကိုရင်ကုန်းစွာနဲ့တက်ကြွစွာပြောတော်တဲ့ညီလေးကိုလည်းအခုတော့ congratulation ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာဝမ်းသာဂုဏ်ယူရပါတယ်ဒီဟုတ်ကဲ့ရှင်လူမှုရေးဖောင်ဒေးရှင်းဖြစ်တဲ့ပြည်တီယူဖောင်ဒေးရှင်းကိုပါတွဲဖက်လုပ်ကိုင်ဆောင်ရွက်ရင်းအခုလိုမျိုးအမှုပညာကိုလည်းစွမ်း